ခမရတို့ကျောင်းတော့ကျောင်းသားတိုင်းကြောက်ရပါတယ်ဆိုတဲ့သေရန်6ခံရတဲ့နေရာကိုကြားဘူးလားကျွန်တော်တို့ကျောင်းမှာလည်းအဲ့လိုနေရာရှိပါတယ်အဲ့ဒါကတော့အီးမေဂျာဆောင်ပထမတက်ကအမြဲတော့ခတ်ပြီးပိတ်ထားတဲ့အိမ်သားပါကျွန်တော်တငယ်ချင်းထွန်းသူရအောင်ကိုယ်တိုင်ကြုံတွေ့ရတဲ့အဖြစ်ပြပါဒီကောင်ဘွဲယူရဲ့အထိအဲ့ဒီအိမ်သားနာကိုလုံးဝမကက်ရဲအောင်လှုပ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်ကိုပြောပြပေးမှာပါဒီဖြစ်ပြက်ကိုကျွန်တော်တကယ်ချင်းနေရာကနေတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးကြပါအောင်နော်အဲ့ဒီနေ့ကကျွန်တော်တို့အတန်းပြေးပြီးကျောင်းကန်ထဲမှာဆက်လိတ်တောက်လိုက်ဂိမ်းဆော့လိုက်ထွေရလေးပါးတွေပြောနေကြတာပေါ့အဲ့ဒီမှာစကားဝိုင်းကအီးမေဂျာဆောင်အပေါ်တက်ကိုရောက်သွားပါတယ်အဲ့ဒီပေါ်တက်ယောက်ျားလေးအိမ်သားမှာပိတ်ထားတဲ့ခန်းတစ်ခန်းရှိတယ်တချို့ကတခါတလေအိမ်သားတက်နေရင်ကုတ်ချစ်တန်တွေအသက်ရှူတန်တွေအဲ့ဒီပိတ်ထားတဲ့အိမ်သားဘက်စီကကြားရတယ်လို့ပြောကြတယ်ကျွန်တော်ကအဲ့ဒီအချိန်မှာအပိုးတွေပြောပြန်ပြီးဆိုပြီးပဲသိမယုံခဲ့ပါဘူးတက်တိုက်ဆိုင်ဆိုင်ပါပဲဒီနေ့ဂိမ်းဆိုရင်ချိန်ကိုကြည့်လိုက်တော့ညနေ3နာရီခွဲတောင်ဖြစ်နေပြီကျွန်တော်တို့ဘော်ဒါတွေလည်းပြန်ဖို့လုပ်ကြပါတယ်ဒါပေမဲ့ပြဿနာကကျွန်တော်စီမှာစတာဗျအဆောင်ရှိရောက်ခံနေမှဘိုက်ကမရတော့ဘူးဗျာအိမ်သာတက်မှဖြစ်တော့မယ်ဆိုပြီးသူတို့ကိုမင်းတို့သွားနေပြောပြီးကျွန်တော်ပထမတက်ကိုခတ်တော့ပြေးတက်ခဲ့တယ်အချိန်ကလည်းနောက်ကျနေပြီမို့အဆောင်ထဲမှာဘယ်သူမှလည်းမရှိတော့ဘူးအောက်ထပ်အိမ်သာကလည်းမတန့်လို့မတက်ချင်တာနဲ့ဒီပေါ်တက်ကိုပဲရောက်လာခဲ့တယ်ဆိုပါတော့အိမ်သာထဲဝင်ချင်းကိစ္စရှင်းနေတော့ရုတ်တရက်ဘေးဖက်အိမ်သာခန်းတစ်ခုစီကရေဆွဲချတဲ့ကိုကြားလိုက်ရတယ်ဗျကျွတ်ပြေးဆိုပြီးရေကိုဆွဲချလိုက်ရက်လိုက်ပြန်ဆွဲချလိုက်နေဇက်တိုက်ကိုလုံနေတာကျွန်တော်ဝင်လာတော့ကတကားတွေကုန်ပွင့်လို့ဘယ်သူမှမရှိတာသိကြပါလေဘယ်သူမှလည်းဝင်လာတယ်လည်းမကြားရဘူးအဲ့ဒီအချိန်မှာနေလေကပြောခဲ့တဲ့ပိတ်ထားတဲ့တကားအကြောင်းခေါင်းလေးကိုဒိန်းကနေရောက်လာတာအဲ့ဒီတကားကပဲအတန်းလာနေတာလားကျွန်တော်ကြောက်စိတ်နေခေါင်းနှမကြီးသွားခဲ့ရတယ်ဗျာကျွန်တော်ကိစ္စလေးပြီးသွားပါပြီဒါပေမဲ့ကျွန်တော်တကားမဖွင့်ရဘူးတခုခုမြင်လိုက်ရမှာကြောက်နေတယ်ဗျအဲ့ဒီအချိန်မှာရေဆွဲချတဲ့ကြီးထပ်ကြားလိုက်ရပြီအတန်တွေနောက်တော့ငြိမ်ကျသွားတယ်အဆောင်ကလေလူလည်းမရှိတော့တာကြောင့်တော်တော်လေးခြောက်ချားစရာတော့ကောင်းနေပါတယ်ဒီတစ်ခါအိမ်သာတက်ရတာကဘဝမှာအပင်ပန်းဆုံးပဲချွေးတွေစီးကြနေတာမျက်စိထဲမှာဝင်နေအတန်တွေငြိမ်သွားတာကြောင့်ကျွန်တော်လည်းဒီတိုင်းမနေပဲတကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်ဖို့လှမ်းလိုက်တယ်အဲအချိန်မှာကျွန်တော်အိမ်သာတကားကိုဂျစ်ဆိုပြီးလက်သေးတွေနဲ့ကုတ်ချစ်နေတဲ့အတန်ကြီးထပ်ကြားလိုက်ရတော့တာပဲတကားဖွင့်ဖို့လက်တွန့်သွားမိတယ်ပြီးတော့ပူဆိုးတာကအပြင်ကမိန်းမတစ်ယောက်ရဲ့ရည်တန်းတက်တဲ့ကိုပါထပ်ကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ဘလို့မှမရတော့ဘူးလူကခေါင်းနှပန်းကြီးသွားပြီးတကားကိုဝုန်းကနေစောင့်ကန်ပြီးအတကုံអော်ပြီးပြေးတော့တာပဲပြုတ်ကျွန်တော်အောက်ထပ်ကိုဘလို့ရောက်သွားမှန်းတော့မသိလိုက်ပါဘူးအဲ့ဒီချိန်နောက်ကျောကနေလက်နဲ့ပုတ်လိုက်လို့လက်မီអော်လိုက်တော့မှចောင်းဆောင်ဦးလေးကြီးဖြစ်နေတာသူကအော်တန်ကြားလို့လာကြည့်တာတဲ့ကျွန်တော်ကလည်းပြန်တော့နောက်ကျနေပြီဆိုပြီးចောင်းပေါဝါထီလိုက်ပို့ပေးရတာအပေါ်တက်ဆောင်ရဲ့ဝေယံလာကိုတော့ကျွန်တော်မောမကြည့်ရဲခဲ့ပါဘူးအဲ့ဒီကစပြီးပွဲယူတဲ့အထိဘယ်တော့မှအဲ့ဒီအိမ်သားကိုကျွန်တော်မတတ်တော့ပါဘူးဒီအကြောင်းကတော့ကျွန်တော်တကယ်ချင်းတယောက်ចောင်းသားဘဝမှာကြုံတွေ့ခဲ့ရတဲ့သူတည်း6ခံရတဲ့ဖြစ်ရပေါ့ဒီအကြောင်းကိုမိတ်ဆွေတို့နားထောင်ပြီးမိတ်ဆွေတို့ရဲ့ចောင်းသားဘဝမှာခုလိုမျိုးတည်း6ခံရတဲ့ဖြစ်ရမျိုးကြောက်စရာအခြေအနေမျိုးကြုံခဲ့ဘူးရင်commentမှာလေးအားလုံးဖတ်လို့ရအောင်လို့ sharing လုပ်ပေးသွားပါအောင်နော်ခုတော့နောက်ထပ်အကြောင်းအရာတစ်ခုကိုစလိုက်ကြရအောင်ဗျာခုနားထောင်နေကြတဲ့သူတွေထဲမှာအထက်မြင့်မှာနေတဲ့သူတွေရုံးသွားရုံးပြန်အလုပ်သွားလုပ်ပြန်တက်လီကာကိုမဖြစ်မနေအသုံးပြုနေရတဲ့သူတွေပါကြလားပါရင်ခုပြောပြပေးမယ်အကြောင်းအရာကအဲ့တက်လီကာနဲ့ဆက်ဆက်နေတဲ့တေးအကြောင်းပါကျွန်တော်တငယ်ချင်းရဲ့ဦးလေးတကယ်ကြုံတွေ့ရတဲ့ဖြစ်ရကိုကျွန်တော်သူ့နေရာကနေတင်ဆက်ပေးမှာမို့ထပ်မံနားဆင်ပေးကြပါအောင်နော်အမှန်တိုင်းပြောရရင်
ကျွန်တော်အဲ့ဒီဓာတ်လေကားတွေကိုဝင်ခဲ့မိတာဟာကျွန်တော်ဘဝရဲ့နောင်တရစရာအမှားတစ်ခုပါပဲကျွန်တော်ရုံးက9လောင်မှာပါအတက်ဆင်းကိုဒီဓာတ်လေကားကိုပဲအားကိုးနေရတာအဲ့ဒီညကရုံးစင်းချိန်တော်တော်လေးနောက်ကျနေလို့အိမ်ပြန်ခြင်းစိတ်ကတားလို့စီးလို့မရပါဘူးဒါပေမဲ့အဲ့ဒီဓာတ်လေကားတွေရောက်ခံနေမှာစပွဲပေါ်မှာထီးကြံခဲ့လို့ခတ်သက်ပြေးယူလိုက်ရသေးတယ်ထီးပြန်ယူလိုက်တဲ့အဲ့ဒီမိနစ်ပိုင်းလေးကကျွန်တော်ကိုဒီထောင်ချောက်ကြီးထဲဆွဲသွင်းလိုက်တာပါပဲကျွန်တော်ဓာတ်လေကားနာပြေးလာတော့တကားမပိတ်ခင်မှာအထဲမှာအသားဖြစ်ပြူအမျိုးသမီးတူကိုမြင်လိုက်ရတယ်ဗျသူကအင်ကြီးလက်ရှိနဲ့ချိတ်ထမိန်ကိုဝတ်ထားတယ်သူကတခြားသူတွေလိုဖုံးကြည့်နေတာဒါမှမဟုတ်ပင်ပန်းနေတဲ့ပုံစံမဟုတ်ဘူးဗျလှုပ်ရှားမှုလည်းမရှိဘူးကျွန်တော်ကိုစောင့်နေတယ်လို့မျိုးရက်နေတာကျွန်တော်လဲအော်တော်သေးတာပေါ့ငါတယောက်တည်းနောက်ကျတာမဟုတ်ဘူးဆိုပြီးဝင်လိုက်တဲ့အခါမှာဓာတ်လေကားကပုံမှန်မဟုတ်တဲ့အေးဆက်ဆက်ငွေသက်တစ်ခုကကျွန်တော်ကိုလှိုက်ခင်းရိုက်ခတ်လာပါတယ်ဒီလိုနဲ့ကျွန်တော်မျိုးသမီးကိုကြောပေးရက်နေပြီးအောက်ကိုဆင်းဖို့ခလုံးနှိပ်လိုက်ပါတယ်ပြီးရင်တော့ရက်နေသွေးညီနှံလိုမျိုးအနံ့ကနှာခေါင်းထဲဝင်လာတာကြောင့်လက်ထဲထီးကောက်ကိုလက်မောင်းမှာချိတ်ပြီးနှာခေါင်းသားကိုလက်နဲ့ဝေးလိုက်မိပါတယ်အနံ့ကလည်းတော်တော်လေးကိုဆူတာဒီသွေးညီနှံဆူဆူကြီးကိုနောက်ကအမျိုးသမီးရောရနေရလားဒီလိုမျိုးစိတ်ထဲမှာတွေးလိုက်မိရဲ့အဲ့ဒီအချိန်မှာပဲဟင်းဟင်းဟင်းဆိုတဲ့အသက်ရှူသံခက်လေးလေးကြီးကိုကျွန်တော်နားရဲစတင်ကြားလိုက်ရတယ်နောက်ကမျိုးသမီးစီကားဆိုတာသိကြပါလေ။အော်သူလဲနန်လုံးနဲ့တူတယ်လို့ရိုးရိုးပဲတွေးလိုက်မိတာ။အဲ့ဒီအချိန်မှာကြောထဲမှာစိတ်နေအောင်ကြက်သိမ်းမွင်းချင်းထသွားတယ်။ဘာလို့လဲဆိုတော့ဒီမျိုးသမီးကခြေထောက်မလှုပ်ပဲကျွန်တော်ဘေးကိုရွေ့လာတယ်။ရွေ့လာတဲ့ပုံစံကလည်းကျွန်တော်မျက်နှာကိုဘေးတိုက်ကြီးစိုက်ကြည့်နေသလိုမျိုးကြီးကျွန်တော်လဲဒီမျိုးသမီးကထူးဆန်းနေတာပဲဆိုပြီးဘေးကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲဘုံဆိုပြီးဓာတ်လေကားကရပ်သွားတော့တာပဲကျွန်တော်လည်းလန့်သွားတာကြောင့်ဓာတ်လေကားနေရံဘက်ကိုကျိုးကိုကတ်ထားလိုက်တယ်ဓာတ်လေကားလည်းမီးရောင်ကလည်းတစ်ဖြက်ဖြက်နဲ့လင်းတစ်ချက်မလင်းတစ်ချက်ပေါ့ဓာတ်လေကားဒီတော့အတန်ကြီးမြည်ပြီးရက်တန်သွားပြီမယ်အမျိုးသမီးကတော့မတုံမလုပ်ပဲတောင်းတောင်းကြီးရက်နေတော့မှာပဲတော်တော်လေးခံစားချက်မဲ့နေတာကိုကြည့်ပြီးကျွန်တော်စိတ်တွေမတင်ငါဖြစ်လာတယ်ကျွန်တော်သူမကိုကြည့်နေတော့မှာပဲသူမကလည်းခေါင်းကိုဆက်ခနဲမော်ပြီးကျွန်တော်ကိုပြုံးပြနေတာပဲအဲ့ဒီနောက်မှာဓာတ်လေကနေရနဲ့သူမရဲ့ခေါင်းကိုတတုံးလုံးမြေအောင်နောက်ပြန်ကြီးစောင့်နေပါတော့တယ်မျက်နှာမခတ်သလိုသူမရဲ့မျက်နှာကအပြုံးကလည်းမပြတ်သွားပါဘူးကျွန်တော်လည်းမတ်တက်ကောင်းကောင်းမရနိုင်တော့တာကြောင့်အဲ့ဒီနေရာမှာပဲဖင်ထိုင်ရကြီးလဲကျပြီးမျက်စိကိုစုံမိတ်ထားလိုက်တယ်လက်အုပ်ချီကရှားသလောက်ဖျားစာတွေကိုတတွတ်ရွတ်နေမိတာပေါ့ဒီချိန်မှာပဲခေါင်းနဲ့စောင့်နေတဲ့တတုံးလုံးမြည်တမ်းကြောင့်ဓာတ်လေကားတစ်ခုလုံးကပုံမှန်မဟုတ်ပဲတုန်ခါလာတယ်ကျွန်တော်ဘလို့မှလွတ်လန်းမရှိတော့ဘူးလို့ခံစားလိုက်ရတဲ့ချိန်မှာတော့ကျွန်တော်လည်းမရတော့အားကုန်ရုံးကန်ပြီးအော်ဟစ်လိုက်မိပါတယ်အဲ့လိုအော်ဟစ်လိုက်တဲ့အချိန်မှာပဲကြစ်ဆိုတဲ့စက်တံပြင်းပြင်းနဲ့ဓာတ်လေကားကပြန်ပြီးလှုပ်ရှားသွားတယ်ရုတ်တရက်တကားပွင့်လာတယ်တကားဝမှာမိဆက်ကလာတယ်မှိန်ပြပြလင်းရောင်အောက်မှာလုံကြုံရေးစောင်းနှစ်ယောက်ကိုတွေးလိုက်ရတယ်ကျွန်တော်သွေးယူသွေးတဲ့နဲ့အထဲမှာအဲ့ဒီမျိုးသမီးသူလို့ပြောရင်လက်ညှိုးထိုးပြနေပေမဲ့လုံကြုံရေးတွေကဘာမှမမြင်ရတဲ့ပုံစံနဲ့ဓာတ်လေကားတန်းကိုနှမ်းကြည့်နေကြတယ်အထဲမှာဘယ်သူမှမရှိဘူးဗျမီးပြက်လို့ဆက်ချွေရင်သွားတာအဲ့လိုမျိုးလုံကြုံရေးတူကအေးစစ်စစ်ပြောလိုက်ရင်ပိတ်မိနေတဲ့ကျွန်တော်ကိုဓာတ်လေကားတွေကနေအပြင်ကိုဆွဲထုတ်သွားကြတယ်ကျွန်တော်တယောက်တည်းအိမ်ကိုပြန်ဖို့လုံးဝမရဲတော့ပါဘူးဒါကြောင့်သူတို့လုံခြုံရေးတွေကကျွန်တော်ကိုစိတ်မသက်မသာဖြစ်နေတဲ့ပုံစံနဲ့ပဲသူတို့ရဲ့ကားနဲ့အိမ်ကိုလိုက်ပို့ပေးခဲ့ကြပါတယ်လမ်းတစ်လျှောက်လုံးကျွန်တော်ခေါင်းထဲမှာဓာတ်လေကားတွေကဖြစ်ပျက်တွေအထူးသဖြင့်အဲ့ဒီအမျိုးသမီးရဲ့ခံစားချက်ကင်းမဲ့တဲ့မျက်နှာကိုပဲတောက်လျှောက်တွေးမိနေပါတယ်